ဇလန်းကတော့ဟီရိုဆိုတဲ့ကောင်လေးတယောက်တေဆုံးပြီးနောက်နတ်ဖျားနဲ့တွေ့ဆုံပြီးဘဝတစ်ခုပြန်ရတဲ့အကြောင်းကနေစပါတယ်။နတ်ဖျားကသူ့အမားတစ်ခုလုံးမိလို့ဟီရိုရဲ့အရင်ဘဝမှာဖျားနာမှုတွေနဲ့အလိမ်ညာတွေကြားမှာနေခဲ့ရတာကိုဝန်ခံပြီးသူဘာဖြစ်ချင်တယ်လဲလို့မေးပါတယ်။ဟီရိုကတော့ဆေးရုံမှာနေတော့ကရုပ်တံမှာကြီးခဲ့ရတဲ့အိုင်တော်တယောက်ရဲ့စိုက်ပျိုးရေးအတွေ့အကြုံကိုသဘောကျလို့စိုက်ပျိုးရေးလုပ်ကြည့်ချင်တယ်လို့တောင်းဆိုလိုက်ပါတယ်။နတ်ဖျားလည်းစိုက်ပျိုးရေးနဲ့ဖျားမစီကခွင့်ပြုချက်ယူပြီးဟီရိုကိုအစွမ်းထက်တဲ့စိုက်ပျိုးရေးကိရိယာတစ်ခုပေးကဘဝတစ်စီလွှတ်ပေးလိုက်ပါတော့တယ်။ဟီရိုတယောက်ဘဝတစ်မှာနိုးလာတော့ကျမ်းမာတဲ့ခန္ဓာကိုယ်ကိုရလို့ဝမ်းသာပေမဲ့လူသူကင်းမဲ့တဲ့တောအုပ်ထဲမှာတယောက်တည်းဖြစ်နေတာကိုသတိထားမိပါတယ်။သူကပဲလူနေမှုစနစ်နဲ့ဝေးတဲ့နေရာကိုတောင်းဆိုခဲ့တာမို့ဘယ်သူမှလာမှာမဟုတ်ဘူးလို့တွေးလိုက်မိပြီးဘာပစ္စည်းမှပါမလာတာကိုသိလိုက်ရပါတယ်။အဲ့ဒီအခါနတ်ဖျားပေးလိုက်တဲ့စိုက်ပျိုးရေးကိရိယာကိုသတိရပြီးထုတ်ကြည့်လိုက်တော့ပေါက်တူးတစ်လက်ဖြစ်နေတာကိုတွေ့ရပါတယ်။ပေါက်တူးကိုတုံးကြည့်တော့လဲဘလောက်ပဲတူးတူးမပင်ပန်းသလိုမြေကြီးထဲကိုလည်းလွယ်လွယ်ကူကူထိုးဖောက်ဝင်ရောက်သွားတာကိုတွေ့လိုက်ရပါတယ်။သူလဲရေနဲ့အစားအစာရှာဖို့တောထဲလျှောက်သွားပေမဲ့ဘာမှမတွေ့ပါဘူး။မွန်ဆရာတွေနဲ့တွေ့နိုင်လို့တစ်ပင်ကြီးတစ်ပင်ကိုအခြေစိုက်စခန်းလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ရေမတွေ့တာနဲ့စိုက်ပျိုးရေးကိရိယာကိုလိုတလိုပုံစံပြောင်းနိုင်တာကိုသိသွားပြီးရေရင်းတူးလိုက်တာတခါတည်းနဲ့ရေထွက်လာပါတယ်။အစားအစာအတွက်ရှာဖွေရင်းနဲ့လဲသူ့ဘိုင်းမစားတော့တာကိုသတိထားမိပြီးဒါဟာစိုက်ပျိုးရေးကိရိယာရဲ့ကျေးဇူးလို့ထင်လိုက်ပါတယ်။နောက်တော့တစ်ပင်တစ်ပင်ကသူ့စိုက်ခင်းနေရာကိုပိတ်နေလို့ပေါက်တူးကိုပစိန်ပြောင်းပြီးခုတ်လိုက်တာတစ်ချက်တည်းနဲ့ပြတ်ထွက်သွားပါတယ်။တစ်သားတွေကိုပြုတ်ပြင်ပြီးအိမ်ဆောက်ဖို့လုပ်ရင်းညရောက်လာတာကိုသိလိုက်ရပါတယ်။မီးချစ်လည်းမလုံနိုင်လို့နေအောင်ကြီးမှန်ဘလူးလုပ်ပြီးမီးရှို့ဖို့စူးစမ်းပေမဲ့နေကဝင်သွားပါပြီ။တစ်ပင်ငုတ်တိုထဲမှာပဲညအိတ်လိုက်ပြီးနှစ်လကပြိုင်တူထွက်နေတာကြောင့်အမြင်အာရုံရှင်းလင်းနေတာကိုတွေ့ရပါတယ်။နောက်တစ်နေ့မှာတော့မိမိမှာဆိုလို့အစောကြီးမိမွေးပြီးလေယာလုပ်ဖို့မြည်ရှင်းပါတယ်။ဘိုက်စာလာချိန်မှာတော့အေယာမယုံကြီးကတိုက်ခိုက်လာလို့အလွယ်တကူနှိမ်နှင်းပြီးမိခင်စားလိုက်ရပါတယ်။အရသာမကောင်းပေမဲ့အစာရလို့ကျဉ်နေပါတယ်။အိမ်သာတစ်ခုဆောက်ပြီးနေရန်တွေပါကာလိုက်ပါသေးတယ်။စိုက်ခင်းလုပ်ပေမဲ့မျိုးစေ့မရှိလို့စိတ်ညစ်နေချိန်မှာပဲနောက်တစ်နေ့နိုးလာတော့ဘာမှမစိုက်ထားပဲအပင်တွေပေါက်နေတာကိုတွေ့ရပြီးဒါဟာစိုက်ပျိုးရေးကိရိယာရဲ့အစွမ်းလို့သိလိုက်ရပါတယ်။ခြံစည်းရိုးတွေခတ်ပြီးမွန်စတာရန်ကကာကွယ်ဖို့ကျင်းတွေတူးလိုက်ပါတယ်။အိမ်ဆောက်ပြီးနေထိုင်နေတော့မှပဲဒဏ်ရာရထားတဲ့ခွေးနှစ်ကောင်ကိုတွေ့လို့အိမ်ထဲခေါ်သွင်းပြီးအသားကျွေးလိုက်ပါတယ်။ခွေးလေးတွေမွေးကျင်တဲ့သူ့ဆန္ဒပြေဝလာပြီးမကြခင်မှာပဲခွေးမလေးကတားပေါက်လာပါတယ်။နောက်တစ်နေ့မှာတော့အဆင်ပြေပြေနဲ့တားပေါက်သွားတာကိုတွေ့ရလို့ဝမ်းသာပြီးအသားတွေကျွေးလိုက်ပါတယ်။ဟင်းသီးဟင်းရွက်တွေရိတ်သိမ်းချိန်ရောက်တော့ခွေးလေးတွေကလည်းဟင်းသီးဟင်းရွက်စားတာကိုတွေ့ရပြီးအံ့ဩသွားပါတယ်။ခွေးမလေးကိုယူကီနဲ့အထီးကိုကူရိုလို့နာမည်ပေးလိုက်ပါတယ်။စတိုခန်းလေးလည်းစောက်ဖို့စီစဉ်လိုက်ပါတယ်။နတ်ဖျားကလည်းဟီရိုကိုအန္တရာယ်များတဲ့တောထဲလွတ်မိတာကိုပြန်တွေးမိပြီးစိတ်မကောင်းဖြစ်နေပေမဲ့ဘာမှဝင်မလုပ်ပေးနိုင်လို့သူ့ကိုပြန်တွေ့ရင်တောင်းပန်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။ဟီရိုကတော့စိုက်ပျိုးရေးကိရိယာနဲ့သူစိတ်ကူးတဲ့အသီးနှံတွေကိုအမြန်ဆုံးကြီးထွားအောင်စိုက်ပျိုးနေပါတယ်။အာလူးတွေနေအောင်ထိပြီးအယောင်ပြောင်းမှာဆိုလို့မြေဖို့ပေးလိုက်ပါတယ်။နတ်ဖျားတွေကိုလည်းကျေးဇူးတင်တဲ့အနေနဲ့ရုပ်တုတွေဆောက်ပေးပါတယ်။အသီးနှံပင်တွေလည်းစိုက်ပျိုးပြီးခွေးလေးတွေနဲ့အတူပျော်ပျော်ရွှင်ရွှင်နေထိုင်နေပါတယ်။နောက်ဆုံးတော့မြစ်တစ်မြစ်ကိုလည်းတွေ့သွားပြီးခွေးလေးတွေရဲ့အကူအညီနဲ့စခန်းကိုရေသွဲဖို့စီစဉ်ပါတော့တယ်။အစာတွေအတွက်စားလေးတော့လိုချင်နေမိပြီးစောင်းတွင်းရောက်လာတဲ့အခါမှာတော့အိမ်တိုင်ယာရောက်မီးပုံဖိုးပြီးနွေးနွေးထွေးထွေးနေဖို့စီစဉ်နေပါတော့တယ်။ပင့်ကူတကောင်ကလည်းတစ်ပင်ကြီးပေါ်မှာပိုက်ကွန်ရက်နဲ့လက်ကင်ပေါ်ဝါလေးလုပ်ပြီးနေထိုင်နေပါတော့တယ်။